မင်္ဂလာပါဗျဒီနေ့ကတော့တီးစုံပဲကလိုင်းချက်ပါမယ်ပဲကလိုင်းချက်ပြီးဟေ့ဆိုလို့ရှိရင်တော့အဓိကလိုအပ်တာကတော့ကလပဲပါပြီးတော့ပြင်းတော်သိမ်ပါနောက်ပြီးဘူတီရွှေပြုံတီပဲတောင်းရှည်ရုံးပရီတီပန်းကော်ပြီးအတီးစုံလေးကောင်းလေးပေါ့ဗျာဟုတ်ကဲ့အခုချက်ပြမယ်ဟင်းကတော့ခုနအတီးနဲ့နေမပါပါဘူးဗျာအာလူလှီးထားမယ်ခရမ်းချစ်တီလှီးထားမယ်ခရမ်းတီပါမယ်ခါကျုပ်မုံလာဥနီပါမယ်တန်းတုံလုံးတီပါပါမယ်ခင်ဗျအရာသာပြပြနေနေရှိအောင်ချက်ဖရင်ကိုအသုံးပြုထားပါတယ်ခင်ဗျဂျင်းပပလှီးထားမယ်ရေစိမ်ထားတဲ့ကလပဲကိုပေါင်းရဲထည့်ပေါင်းပါမယ်ဗျအနူးလွယ်အောင်ဘေကင်ဆိုဒါနဲ့လေးထည့်မယ်ခုနလှီးထားတဲ့ဂျင်းထည့်မယ်ခင်ဗျပြုတ်ပါပြီဗျကြက်လောက်ပါပြီခင်ဗျလေထုတ်ပါမယ်ပေါင်းဝေတော့ရင်သတိထားပါခင်ဗျလေခွန်မဖုံးဖွင့်ကြပါရပါပြီခင်ဗျခဏပြန်ဦးထားမယ်ကျက်သွန်ဒီပပလှီးပြီးတော့စီတက်မယ်ခင်ဗျစီပူရင်ကျက်သွန်ဒီထက်စနွင်းထက်ထိုင်းကထုတ်တဲ့အနှစ်လေးနဲ့ထည့်ပါရဗျရှင်းရင်အယောင်တင်ထည့်လို့ရပါတယ်စိမ့်နဲ့ပြောက်တဲ့အထိစီတက်ပါမယ်ခင်ဗျပြီးရင်ကျက်သားကျက်ရိုးထည့်လုံးပါမယ်ပြီးရင်ကျက်သွန်ဒီစီတက်တော့မှထည့်တဲ့နဲ့တစ်ချဘိုးကရဝေးကိုပါထည့်မွေပါမယ်ခင်ဗျမိတ်သွားလို့ပါနှဲ့တော့ဖုံလေးအုပ်ထားပြပါခင်ဗျပြီးရင်အာလူခရမ်းချင်းတီထည့်ပါတယ်ခင်ဗျမွေပါတယ်ခင်ဗျပြီးရင်တော့ပြုတ်ထားတဲ့ကလပဲကိုထည့်ယူတော့မွေပါတယ်ခင်ဗျကဲဒီလောက်နဲ့တင်စားလို့ရပြီဆိုတဲ့အကြံစီပေါ်လာတဲ့အတွက်ကြောင့်မလို့ပလန် B ကိုအကောင့်ထဲပေါ်ပါတယ်ပဲအာလူစက်သားဟင်းအဖြစ်တဝက်ခွဲလိုက်ပါတယ်ကျန်တဲ့တဝက်ကိုတော့ပလန် E အတိုင်းပါပဲခင်ဗျအိုကြီးတစ်လုံးထဲကိုထက်ကျန်တဲ့အသီးအနှံတွေထက်ရေထည့်ပြီးချက်ပါတယ်ခင်ဗျချက်များသွားလို့ကတော့လောက်ထိစားကောင်းလိမ့်မလဲဆိုတော့ဒီအစိမ်းအတိုင်းလေးပဲမြောင်ကြည့်ကြပါခင်ဗျချက်ပြီးတော့မရိုင်းပြီးလို့ပါဗျာဒါတော့သူများဟာပါဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးကပါပါခင်ဗျာ